မိတ်ဆွေအားလုံးမင်္ဂလာပါလူချမ်း YouTube Channel မှာကြိုဆိုပါရခင်ဗျမင်္ဂလာပါဝိုင်လာစနစ်နဲ့စိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဝါတို့အဲ့လိုမျိုးအပူထိန်းရပါတော့အပူကိုစုပ်ပြီးတော့အပူထိန်းနိုင်တဲ့အားကောင်းတဲ့ပစ္စည်းတွေကုန်မြတ်ပစ္စည်းတွေနဲ့တုံးပြီးစိုက်တာပဲအဆင်ပြေတာခုနကတော့ဒီဘေဒါတို့ပါလို့အပူထိန်းရမကောင်းဘူးကနွားချီလို့နော်အဲ့ဒါကြီးကကျဲစကူနဲ့စိုက်တာပဲအဆင်ပြေတယ်နော်ဟိုဘွိုင်လာနဲ့စိုက်မယ်ဆိုလို့ရှိရင်ဝါတို့ပြီးလို့ရှိရင်ခုနကတော့လဲမူတိုင်းတို့နော်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်နောက်ကောက်ရိုးတော့နော်ကောက်ရိုးကိုတေချာကျွန်တော်တို့ဟိုပါပေါ့ဘယ်လိုပြောရမလဲဆိုဒဇင်ရိတ်ကောက်ရိုးနော်အခုလိုဆက်ဖြတ်ကောက်အောင်မဟုတ်ဘဲနဲ့လေဒဇင်ရိတ်ကောက်ရိုးတို့ဘာလို့ရတယ်ဆိုလို့ရှိရင်တော့ဘွိုင်လာနဲ့ဟိုစိုက်ဖို့အဆင်ပြေတယ်အပူထင်းရကောင်းတဲ့ပစ္စည်းမျိုးတွေပေါ့နော်ဒါမျိုးတွေပေါ့ဒီပေရာတို့ဘာလို့ကြတော့အဲ့လောက်ထိမရအောင်နော်ပေရာတို့နွားချီတို့နဲ့စိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဂျက်စကူနဲ့ပဲစိုက်တာအဆင်ပြေတယ်အဲ့ဒါပဲထွန်နှုံးညင်တာနော်နောက်ဖို့ဆိုလို့ရှိရင်ထွန်နှုံးတွေမငြိမ်ဘူးဖြစ်တတ်တယ်နော်နောက်တစ်ချက်ကပြောစရာရှိတာဘာလဲဆိုလို့ရှိရင်သူကဒီဘေဒါနဲ့စိုက်လိုက်တယ်ဆိုလို့ရှိရင်ဘေဒါဆိုတာမျိုးကကျွန်တော်တို့ကမြောင်းတဲ့ချောင်းထဲမှာကအလကားနီးပါးရတယ်ကျွန်တော်တို့ကဟိုတဲယူတဲ့ဈေးကလေးပဲကုန်မှာပေါ့ဝါနဲ့စိုက်မယ်ဟေ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကသူဝါဝယ်ရတဲ့ကုန်ကြမ်းတွေရှိမယ်ပြီးလို့ရှိရင်ဝိုင်လာဆိုလို့ရှိရင်ဝိုင်လာစနစ်စိုက်မယ်ဆိုလို့ရှိရင်လည်းတို့ကျွန်တော်တို့ထင်းဆိုလဲထင်းဖွဲဆိုလဲဖွဲပေါ့နော်လွှတ်စားဆိုလဲလွှတ်စားပေါ့စသဖြင့်ပေါ့အဲ့လိုမျိုးမီးပေးရတဲ့ဟိုအပူဟိုပါပေါ့အပူပေးဖို့အတွက်ကိုကျွန်တော်တို့ကုန်ကြမ်းစိတ်တွေရှိတယ်နော်ကုန်ကြမ်းစိတ်တွေရှိတယ်ဒါကြောင့်မို့လို့ဘွိုင်လာစနစ်ဒီမကောင်းလားဆိုတော့ကောင်းတယ်သို့ပေမဲ့တေချာကျွမ်းကျင်နိုင်နေမှာစိုက်တာကောင်းတယ်နှုတ်မို့ဆိုလို့ရှိရင်ကျွန်တော်တို့ကကုန်ကြမ်းစိတ်တွေများတယ်နော်ဒါလေးကိုတစ်ချက်သတိထားရမယ်နော်အဲ့တော့ပြန်ပြီးအချုပ်ဖြေပေးရရင်ဘွိုင်လာစနစ်ဒီဗီယန်နဲ့စိုက်လို့ရှိရင်သုံးလို့မရအောင်နော်ဂျက်စကူနဲ့သွားမှအဆင်ပြေမယ်နော်ကျေးဇူးပါမင်္ဂလာပါဘယ်နည်းအထိနှံ့မလဲဆိုတော့ तू ကနွားချေးပေါ့ဗျာနွားချေးပဲဖြစ်ဖြစ်ကျွဲချေးပဲဖြစ်ဖြစ်နော်ဝက်ချေးပဲဖြစ်ဖြစ်နော်စိုက်လို့ရတယ်နော်နှဲ့တဲ့ချိန်တိုင်းတာက तू ကကောင်းတာကတော့ तू က10ရက်နော်10ရက်3ရက်တစ်ကြိမ်3ရက်ပြီးပြီဆိုတာနဲ့တစ်ခါမှွေနော်နောက်3ရက်ပြီးရင်တစ်ခါမှွေနောက်3ရက်ပြီးရင်တစ်ခါမှွေဆို9ရက်ဖြစ်သွား9ရက်မြောက်နေမှွေပြီးနောက်နေ့10ရက်မြောက်နေဆိုစစိုက်တော့ရအဲ့ဒါကနှံ့မဲ့ရက်နော်မှွေရမဲ့အပတ်ကြီးဆိုအဲ့ဒါက3ရက်ကိုတစ်ပတ်ပူခိုင်းတာဒါပေမဲ့ကိုကရှေ့မှာစိုက်ထားတဲ့ဘောင်ကြီးမဖြစ်ရသေးဘူးနော်စိုက်ထားတဲ့ဘောင်ကြီးမဖြစ်ရသေးဘူးဒီမှာနှက်ထားပြီးသားလည်းဖြစ်နေတယ်ဆိုလို့ရှိရင်တော့ကိုဘောင်ဘယ်ချိန်ဖြစ်မလဲပေါ့မူတည်ပြီးတော့အဲ့ဒါကိုအချိုးချလိုက်လေနော်အချိုးချလိုက်ဥပမာဆိုတော့ငါတစ်ပတ်ကိုတစ်ခါဝင်ပါလားတစ်လားကြာမှစိုက်ပါလားနှက်ထားကြာလေ तू ကကောင်းလေပဲเนาะအဲ့ဒီကောင်ကလေဒါပေမဲ့နှက်ထားကြာလေကောင်းနေဆိုပေမဲ့ तू ကတားကြီးနှစ်ချီကြာလို့တော့မရဘူးเนาะနှစ်ချီကြာလို့တော့မရဘူး तू ကနှစ်ချီကြာလို့ရှိရင်လုံးဝဆွေးမြေသွားတယ်เนาะမှုသည်တဝက်တစ်ပြည့်အဆွေးကိုစားတာတဝက်တစ်ပြည့်အဆွေးကိုစားတာဖြစ်တဲ့အတွက်တဝက်တစ်ပြည့်ဆွေးလောက်ကိုအဆင်ပြေတယ်လုံးဝအဆွေးကြီးလည်းမရဘူးလက်ဆက်ဆက်လည်းအဆင်မပြေဘူးเนาะဒါလေးတွေသိထားဖို့လိုတယ်เนาะကျေးဇူးပါမင်္ဂလာပါကျွန်တော်သဘောကတော့ကောက်ရိုးမှုပေါင်းပေါ်ကိုကောက်ရိုးမှုပေါင်းဆိုတာကဒီစိုက်နေတဲ့ခူးလို့ရမယ့်အနေထားရောက်သွားတဲ့မှုပေါင်းကိုကျွန်တော်ဆိုလိုတာเนาะအဲ့ဒီပေါ်တော့အီယန်ဖြန်းတာကိုเนาะရွက်ဖြန်းစေးသဘောမျိုးပေါ့เนาะအဲ့လိုမျိုးအားစေးသဘောမျိုးရွက်ဖြန်းစေးသဘောမျိုးအဲ့လိုမျိုးအီယန်ဖြန်းတာကိုကျွန်တော်ကသဘောမကျအီယန်ရဲ့သဘောတရားဒီကျွန်တော်တို့ကနှက်စာလုပ်တဲ့အချိန်မှာဒီနှက်စာတွေဆွေးမြေ့မှုဖြစ်စဉ်မြန်ဆန်အောင်လို့အီယန်ကိုကျွန်တော်တို့သုံးတာเนาะအီယန်ကိုသုံးတာအားစေးအတွက်ဆိုတာထဲလေအားဒီမှုပေါင်းအတွက်အားဆိုတာထဲစားလို့ရှိရင်ကျွန်တော်တို့ကဆွေးမြေ့မှုဖြစ်စဉ်မြန်အောင်လို့ကျွန်တော်တို့ကအသုံးပြုတာเนาะဒါကြောင့်မို့လို့ကျွန်တော်တို့ကနှက်တဲ့အချိန်မှာပဲအသုံးပြုတာအဆင်ပြေတယ်เนาะဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ကစိုက်ချင်းเนาะစိုက်ချင်းမှာအီယန်ဖြန်းအဲ့ဒါဆိုရင်ဒါပေမဲ့မှုခူးနေတဲ့ကာလတော့เนาะတော့မှုတရီမှုမြင်နေဟိုပါပေါ့ပင့်ကူအိမ်လိုမျိုးအဲ့လိုမျိုးဖြစ်နေတဲ့အနေအထားမျိုးဟာတွေစပြီးတော့နောက်ဆုံးမှုခူးတဲ့အချိန်အထိပေါ့နော်မိုးရီခူးဆုပ်တဲ့အချိန်အထိဒီအီယန်ကိုမသုံးသင့်ဘူးလို့ကျွန်တော်ယူဆတယ်နော်ယူဆတယ်ဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ဒီအချိန်မှာအီယန်ရဲ့လှုပ်ဆောင်ချက်ကမှုပေါင်းမှာထင်သလောက်ဘယ်လိုပြောရမလဲဆိုထင်သလောက်ဖြစ်မှာမဟုတ်ဘူးเนาะ
သူ့ရဲ့လုပ်ငန်းစဉ်ကသူကခုနနှက်တဲ့အချိန်မှာမှုသည်တွဲတစ်ပြည့်အဆွေးကိုစားတယ်နော်တွဲတစ်ပြည့်အဆွေးကိုစားတယ်မှုအစင်းနဲ့စားသုံးနိုင်အောင်ကျွန်တော်တို့ကနှက်စာလုပ်ပေးရတယ်အဲ့ဒီနှက်စာလုပ်ပေးတဲ့အချိန်မှာကျွန်တော်တို့ကအခြား chemical ဆေးတွေမသုံးဘဲနဲ့နော်ငါးမိုင်နိုအက်ဆစ်တို့နော် EM တို့ဒါတွေကိုသုံးပြီးတော့နှက်တာနော်အဲ့ဒါကသဘာဝကျတယ်ဒီဘက်မှာမှုပေါင်စပြီးတော့တရေစပြေးနေတဲ့အချိန်ကြမှာเนาะတရေဖမ်းတဲ့အချိန်တရေစပြေးနေတဲ့အချိန်ကြမှာကျွန်တော်တို့ကဒီ EM သုံးမယ်ဆိုလို့ရှိရင်တဘာဝမကြောက်เนาะဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲ့ဒီအချိန်မှာ EM နဲ့ပါဝင်တဲ့ micro တွေကဘာမှသိပ်ပြီးလုံးလုံးမဟုတ်ဘူးမှုပေါင်ရည်တတ်တယ်เนาะမှုပေါင်ရည်သွားတတ်တယ်เนาะအဲ့ဒါမျိုးလေးတွေဖြစ်တတ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့က EM သုံးမယ်ဆိုလို့ရှိရင်เนาะကောင်းမှုပေါင်ပို့ကိုဖြန်းခြင်းထက်เนาะနှက်စာပြုလို့တဲ့ချိန်ဒိုရီမို့ကျွန်တော်တို့ကဒီဟိုပါပေါ့ရက်စက်ကူစိန်တဲ့ထဲမှာ EM ထက်စိန်မယ်ဆိုရင်စိန်လို့ရတယ်ဒါပေမဲ့အဲ့တော့ EM နဲ့မှာပါဝင်တဲ့ micro တွေနဲ့ခုနဂျက်စကူစိန်တဲ့အချိန်မှာထုံးတဲ့စိန်မဲ့ဟေ့ဆိုလို့ရှိရင်တော့ဒီထုံးရဲ့ဒဏ်ကိုဒီအထဲမှာ EM နဲ့ပါဝင်တဲ့ပိုးတွေခံနိုင်မှုရှိမရှိဆိုတာတော့ကျွန်တော်တို့သေချာစဉ်းစားဖို့တော့လိုတယ်เนาะဒါလေးအသေးစိတ်တော့တွက်ဖို့လိုတယ်ဗျလှုပ်ရှင်တယ်လို့တော့မရဘူးเนาะโอเคကျေးဇူးပါကျွန်တော် channel လေးကိုဝင်ရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်เนาะ